ပေါင်း365ရက်ပြည့်လူတွေသတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုပြည့်စုံခြင်းပဲဖြစ်တယ်အတိတ်အချိန်သတ်မှတ်ချက်တစ်ခုပြည့်စုံသွားတာကိုပဲနှစ်ဟောင်းကုန်ဆုံးသွားပြီလို့လောကလူတွေကအချိန်တစ်ခုသတ်မှတ်ထားတဲ့အခါမှာထိုသတ်မှတ်ထားတဲ့အချိန်စေ့သွားတော့နောက်ဆုံးနေ့ဆိုတာဖြစ်ပေါ်လာတာဘုန်းကြီးတို့တွေရဲ့ဘဝမှာလည်းပဲနောက်ဆုံးနေ့ဆိုတာရှိလာမှာပဲပေါ့နော်အဲ့တော့ဘယ်ရာရဲ့နောက်ဆုံးနေ့ပဲဖြစ်ဖြစ်နောက်ဆုံးနေ့တစ်ခုမှာဓမ္မအတွေးနဲ့ဓမ္မအမြင်ကိုမြင်ဖို့အရေးကြီးတာပေါ့အချိန်ချင်းထထနောက်ဆုံးနေ့တွေကြုံတွေ့ရစေကမူဓမ္မအတွေးမတွေးမိတဲ့ပုဂ္ဂိုလ်ဟာပျော်စရာလို့ပဲယူကောင်းယူကြတယ်တကယ်ကတော့ဒီနေ့နောက်ဆုံးနေ့ဓမ္မအတွေးနဲ့တွေ့ကြည့်မယ်ဆိုလို့ရှိရင်သတ်မှတ်ထားတဲ့365ရက်ကြီးကုံဆုံးသွားတာအဲ့ဒီကုံဆုံးသွားမှုဟာအချိန်တစ်ခုကုံဆုံးသွားမှုလို့ဆိုပေမဲ့လို့အချိန်ဒီသူ့ကသူကုံဆုံးသွားတာမဟုတ်ဘူးဘုန်းကြီးတို့တွေစီကဘာတွေယူသွားတုံးဆိုနုပြုတ်မှုတွေပါသွားပြီအဲ့ဒီကခန္ဓာကိုယ်ရဲ့နုပြုတ်မှုတွေဒီနှစ်ကုံဆုံးခြင်းနဲ့တကွအတူတကွပါပြီးတော့သွားတယ်လို့ဒီလိုပြောတာနော်အသက်တစ်နှစ်ကြီးသွားတယ်ဆိုကိုယ့်ရဲ့နုပြုတ်မှုကုံဆုံးသွားခြင်းနဲ့လို့ဒီလိုပြောဒီလိုနဲ့ပဲတစားတစားနဲ့ကုံဆုံးပြီးတော့ဘဝတစ်ခုဆုံးသက်သွားကြတာပေါ့မြတ်စွာဘုရားကိုယ်တိုင်ကအမတ်တမဲ့မနေဖို့ဆိုပြီးတော့ယဟန်တော်တွေကိုဆုံးမလေးရှိတို့သုတ်တန်နေ့မှာမြတ်စွာဘုရားဆုံးမထားတာလေးအဲ့ဒီဆုံးမထားတဲ့အဆုံးမစကားလေးတွေကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်ဆိုရင်လောကကြီးရဲ့ဓမ္မတာအရာအစရှိရင်အဆုံးရှိလက်ပြင်ကဆိုလို့ရှိရင်2013ဆိုတဲ့နှစ်ဟာစတင်လာဒီကနေ့2012ကုန်ဆုံးပြီးတော့2013ဆိုတာတစ်ကနေစနောက်ဒီလိုအချိန်မျိုးမှာတခါ2013နှစ်ရဲ့ကုန်ဆုံးတဲ့နေ့ဆိုတာတခါလာအောင်ပါအဲ့တော့လာတိုင်းကိုယ့်အတွက်မှာထူးမခြားနာဖြစ်မနေဖို့ဓမ္မအတွေးတွေနဲ့တွေးပြီးတော့တန်ဝေကစိတ်ကလေးတွေဖြစ်ပွားဖို့ဒါအရေးကြီးတာပေါ့နော်မြတ်စွာဘုရားကသုတ်တန်တစ်ခုမှာဟောတယ်ကိုရောမြတ်ရဲ့လက်သေးပေါ်မှာမြေမုံကလေးတင်ပြီးတော့ဟာဒီမြေမုံလေးအတိုင်းတာလောက်တောင်မှပဲအကြောင်းတရားတွေကဖန်တီးထားတဲ့သင်္ခါရတရားမြဲတယ်ဆိုတာမရှိပါဘူးတဲ့ဒီမြေမုံလေးပမာဏလောက်တောင်မြဲတာမရှိဘူးဒီမြဲတာမရှိသည့်အတွက်ကြောင့်ဇမစရိယလို့ဆိုတဲ့မြတ်သောအကျင့်ဒုက္ခတွေအဆုံးသတ်ဖို့မြတ်သောအကျင့်ဆိုတာလိုအပ်လာတာဖြစ်တယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်မကျင့်ဘူးဆိုလို့ရှိရင်အခုလိုပဲနှစ်တည်ကုံဆုံးသွားမှာပဲအသိဉာဏ်အနေနဲ့တဏှာဝိရဲ့ဆင်းရဲဒုက္ခတွေကိုတတိထားမိမှာမဟုတ်ဘူးပေါ့ဟုတ်မြတ်သောအကျင့်ကိုချစ်တယ်လို့ဆိုတာဘာပြောတာတော့တတိထားပြီးတော့တံဝေကဉာဏ်ဖြစ်ပွားတာကအစအမှန်မြင်ပြီးတော့မမြဲတဲ့သဘောတရားတွေကိုဆင်ញင်နိုင်ဖို့မြတ်စွာဘုရားဟောမမြဲတဲ့သဘောဆင်ញင်စဉ်းစားနိုင်မှသာလျှင်ဝိပဿနာဉာဏ်ဆိုတာဖြစ်တယ်ဝိပဿနာဉာဏ်ဖြစ်မှမဉဏ်ဆိုတာဖြစ်လာနိုင်ဝိပဿနာဉာဏ်လားဝိပဿနာဉာဏ်မဖြစ်ဘူးဆိုတာမဖြစ်ဘူးဆိုလို့ရှိရင်မဉဏ်ဆိုတာဘယ်တော့မှမဖြစ်နိုင်ဝိပဿနာဉာဏ်ရင့်တန်မှမဉဏ်ဆိုတာဖြစ်တယ်အဲ့တော့ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ရှေ့ပိုင်းမှာဘာတော့ဆိုရင်ဓမ္မအတွေ့တန်ဝေကအတွေ့ဆိုတာလေးတွေ
တွန်းအားပေးတဲ့သဘောအနေနဲ့ရှိနေရမယ်အဲ့ဒါလို့တွန်းအားလေးနဲ့တောင်ဝိပဿနာလမ်းကြောင်းပေါ်ကိုတင်ပေးနိုင်ခြင်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်နေအောင်ကုန်လို့နှစ်သိကူးပြီဆိုရင်တန်ဝေကဖြစ်ဖို့နေနေတာသာပျော်ဖို့ပါဖို့ပဲစဉ်းစားလာမှာပဲဒီလိုဆိုလိုတာနော်အဲ့ဒီလိုပျော်ဖို့ပါဖို့စဉ်းစားလာလို့ရှင်လွတ်ကြောင်းလမ်းစရှာတွေ့မှာမဟုတ်တော့ထွက်ပေါက်ကိုရှာလည်းမရှာတော့ထွက်ပေါက်တွေ့ဖို့မရှိဘူးမရှိတော့မြတ်စွာဘုရားကဒီတန်တရားဝတ်ထဲမှာတဝဲလဲလဲဖြစ်နေရတာကိုမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုဒီကရတံဒုက္ခံပစ္စနိဘူတံတကယ်ကိုနှစ်ပေါင်းများစွာဆင်းရဲဒုက္ခတွေတွေ့ကြုံခံစားလာတော့ကလူသားတွေဒီဒုက္ခတွေခံစားနေရတလောကဂျာနယ်လေးတစ်စောင်တွေကိုကြည့်လိုက်တယ်။ဘာတွေးလိုက်တုံးဆိုနွားလေးတွေဝဝဖြိုးဖြိုးနဲ့အရွယ်ရောက်ပြီးတော့ဝါဖြိုးလှပနေတဲ့နွားလေးအောက်ကရေးထားတာဘာတော့ဆိုအသားစားနွားမွေးပြုရေးစဉ်းစားကြည့်လိုက်တော့အော်သူတို့မကြခင်ဟင်းအိုးရဲရောက်ရှာကြတော့မှာမော့လို့ကြော့လို့ခုချိန်တန်တရားဝတ္ထစဉ်းစားကြည့်လို့ရှိရင်ဘုန်းကြီးတို့တွေလည်းမသိဘူးဆိုလို့ရှိရင်မော့လို့ကြော့လို့ပဲနေကြအောင်မှာပဲမစဉ်းစားလို့ရှိရင်တွေ့မှာမဟုတ်အဲ့ဒီလိုဘဝပေါင်းကိုဆက်ပြတ်ပြီးသိရလို့စက္ကန့်လေးတန်းထွက်လာတဲ့တွေးတွေဟာမြတ်စွာဘုရားကသမုဒ္ဒရာတဲကရေတဲ့များပါတယ်လို့ဒီလိုပြောတာဒီလိုဟောတာဘာဖြစ်လို့ဒီလိုပြောတော့ဆိုဘဝပေါင်းကရေတွက်နိုင်ခြင်းမရှိတော့အောင်ကြာညောင်းလာခဲ့တော့ဒီဒုက္ခမျိုးတွေဟာကြုံခဲ့ဒါကြောင့်မို့ဒီကရတံဒုက္ခံပစ္စနိဘူတံဒီကရတဆိုအလွန်ကိုရှည်လျားတဲ့ကာလပတ်လုံးဒုက္ခံဆင်းရဲဒုက္ခဆိုတာပစ္စနိဘူတံတို့တွေတွေ့အသေးစားဖြစ်ဒါတွေကတဝဲလဲလဲလာပဲတက်တက်တာတာနဲ့လားလို့ဆိုမဟုတ်ပစ္စနုတကယ်ခံရပြုတ်ဘူးပျက်စီးမှုအမျိုးမျိုးနဲ့ရတယ်ညာတိပြဒနာဆွေတွေမျိုးတွေသေတာလည်းများလာပြီဘောဂပြဒနာပစ္စည်းဥစ္စာတွေဆုံးသွားတာလည်းများလာပြီဆုံးသွားမှုတွေရောဂပြဒနာအနာရောဂါဖြစ်လို့ဆုံးသွားမှုတွေလည်းများခဲ့လာပြီဒီဆုံးမမှုတွေမဆုံးနိုင်တဲ့အတိုင်းအတာတစ်ခုခံစားခဲ့ကြရတယ်ဆိုတာပြန်ပြီးတွေးကြည့်လို့ရှိရင်အားလုံးသဘောပေါက်လာတယ်။နောက်မြတ်စွာဘုရားထင်ရှားအောင်ကတတိဝဋ္ဌိတာသင်္ချိုင်းမြေပါမြုပ်နှံလိုက်လို့သို့မဟုတ်မိတချိုပြီးတော့ကျွန့်ကြံတဲ့ပြာတွေပုံထားလို့သင်္ချိုင်းမြေကြီးဟာမောက်တက်လာတယ်။သုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောထားတယ်အတိုင်းတာကဘာတစ်ခုလို့ဆိုတယ်အတိုင်းတာရှိလျားတဲ့ကဘာတစ်ခုမှာအယိုးရှိတဲ့တတ္တဝါဖြစ်လို့သေဆုံးတဲ့အခါမှာအဲ့ဒီအယိုးတွေမပြောင်းမပြတ်စုပုံထားနိုင်မယ်ဆိုလို့ရှိရင်စုပုံထားမယ်ဆိုရင်လူတယောက်ရဲ့အယိုးဟာတကဘာမှာဆိုရင်ဝေပုံလတောင်လောက်မြင့်မယ်လို့ဒီလိုဟောတာဘာဆိုလိုတာတော့လို့ဆိုအထက်ထက်ဘဝပေါင်းများစွာသေခြင်းမှာအထက်ထက်ခြုံတွေ့လာပြီးမိမိရဲ့အလောင်းကိုပြစ်ချရမှုကြောင့်မြေကြီးဟာအထက်ကိုမြင့်တက်လာတယ်အယိုးတွေစုပုံထားလိုက်ရင်တောင်ကြီးတစ်ထောင်ပမာဏလောက်ရှိသွားမယ်ဒီလိုဟောတာကတတိဝဋ္ဌိတာသင်္ချိုင်းမြေတွေပဲတိုးလာဟုတ်တယ်လေဒီဘဝသေသွားပြီပြန်မွေးဦးမှာပဲဒီတဲ့အကောင်ကြီးကြီးမွေးရင်ပိုဆိုးမှာပေါ့ဆင်ကြီးတို့လိုအကောင်ကြီးကြီးမွေးရင်ပို့ပြီးတော့
မြေဟာပေါ်တက်လာအဲ့ဒီမှာမြတ်စွာဘုရားကဏီကုံဆွဲတာတော့ဘာပြောတော့ဆိုယာဝင်စိထံအလမေဝသဗ္ဗသင်္ခါရေသူနိဗ္ဗိန္တိတောဟောတယ်လို့ထပ်တလဲလဲဖြစ်နေတဲ့အနေအထားကြီးတစ်ခုကတော့ဒီသင်္ခါရဆိုတဲ့သဘာဝတရားကြီးရဲ့အနေအထားပေါ်မှာအတော်ကိုညီးဝေးဖို့ကောင်းနေပြီတဲ့ဖန်မှန်ထပ်ထပ်ဖန်တရားတေးနေလောက်အောင်ဖြစ်နေရတဲ့ဘဝတွေဟာညီးဝေးဖို့ကောင်းလာပြီလို့ဟုတ်တယ်လေအလုံးပိဋကစဉ်းစားကြည့်ပေါ့နှစ်ဟောင်းကုံဆုံးလို့နှစ်သက်ကူးတယ်ဆိုတာအကျိန်ပေါင်းမြောက်များစွာကြုံတွေ့ခဲ့ကြတယ်60ရှိတဲ့ပုဂ္ဂိုလ်ကနှစ်ပေါင်းအကျိန်ပေါင်း60ကြုံခဲ့ပြီလေရိုးနေတဲ့ကိစ္စပေါ့သို့တော့နှစ်ကုံဆုံးသွားတာကိုယ်နဲ့မဆိုင်ဘူးလို့ထင်ကောင်းထင်လိမ့်မယ်ကိုယ်စီကပါသွားတာတွေကိုသတိထားမိပေါ့ပါတွေပါသွားအင်အားတွေပါသွားတယ်လူပြိုမှုတွေပါသွားတယ်မနစ်ကရုပ်ရည်နဲ့ခုနှစ်ရုပ်ရည်မတူတော့မနစ်ကအင်အားတွေဒီနှစ်အင်အားမပါတာဘူးဟာနိသတ္တကလို့ဆိုတဲ့ဆွေးရတဲ့အပိုင်းမှာရောက်လာတယ်သက်ကြီးရွယ်အိုပုဂ္ဂိုလ်ပို့ပြီးတော့ထင်ရှားတိုးလာတာအမတမနဲတယ်ဆုပ်ယုပ်သွားတဲ့အနေအထားမျိုးတွေအများကြီးပဲတဲ့ဒီလိုပြောတာနော်ဒါကြောင့်မို့အလမေဝနိဗ္ဗိန္တိတုံသဗ္ဗသင်္ခါရေသင်္ခါရဆိုတာမှန်သမျှပေါ်မှာတွေ့တာပြီးတော့မနေသင့်တော့ဘူးသင်္ခါရလို့ပြောလိုက်တဲ့အထက်မှာကိုယ်ဘဝပါတယ်သူ့ဘဝပါတယ်ကိုယ်သုံးနေတဲ့ပစ္စည်းတွေကိုယ်ပတ်ဝန်းကျင်ပါကိုယ်ခန္ဓာပါတယ်ကိုယ်ခန္ဓာနဲ့ဆက်ဆက်နေတာတွေကုန်ပါတယ်ကိုယ်သုံးဆွဲနေတဲ့ပစ္စည်းတွေပါတယ်ကမ္ဘာလောကကြီးတစ်ခုလုံးပါတယ်လို့ဒီလိုပြောတာနော်အဲ့ဒီသင်္ခါရတရားတွေပေါ်မှာညီးဝေးဖို့ကောင်းလာပြီတဲ့အလံဝိရစီတုံတွေ့တာမှုကိုပယ်ဖြတ်ဖို့ကောင်းနေပြီအလံဝိမု सी တုံဒီမတည်မြဲတဲ့သင်္ခါရတရားတွေကလွတ်မြောက်အောင်ကြိုးစားဖို့တင့်တော်နေပြီလို့မြတ်စွာဘုရားကဓမ္မအတွေးနဲ့တွေးပြီးတော့ဆုံးမဩဝါဒပေးတယ်အနာမတကတန်ယုတ်ပါဠိတော်တွေမှာဆိုရင်မြတ်စွာဘုရားကအမြဲတမ်းဏိဂုံးစကားတရားပြည့်စုံနိုင်ညီငွေဖို့တော်ပြီတွေ့တာမှုကင်းပြတ်သွားဖို့တော်ပြီလွတ်မြောက်အောင်လုပ်ဖို့တော်ပြီအမှတ်တမဲ့မနေကြနဲ့တော်တော့ပြီဆိုတာပြောတယ်သို့တော့တော်တော့ပြီဆိုတဲ့အတွေးလေးဖြစ်ဖို့တောင်မှတော်တော်ခဲရင်ဘုရုဇင်အမရသေးဘူးဒါကျင်သေးတယ်အမရသေးဘူးအေးမြတ်စွာဘုရားကအနမတေကောယံတန်တာရောတန်တရားကြီးဟာအနမတက်ကလို့ဆိုတာမသိနိုင်တဲ့အစတန်တရားကြီးရဲ့အစမသိနိုင်ဘူးတဲ့ဘာဖြစ်လို့မသိနိုင်တာတော့ဆိုသိရှည်လို့မသိတာနော်အလွန်ရှည်လျားသည့်အတွက်ကြောင့်အစတစ်ခုရှာကြည့်ပါလားကိုယ့်ကိုမေးကုန်းလေးထုတ်ပြီးရှာကြည့်လိုက်ကျက်ဘယ်ကရကျက်ဥကရကျက်ဥဘယ်ကရကျက်ကရဟောတဏီကုံရွတ်ကြည့်ဆုံးမလားဆိုမဆုံးဘူးလေအဲ့ဒါလိုပဲငါဘယ်ကမွေးလဲအမေကမွေးတယ်ငါအမေဘယ်သူကမွေးလဲသူ့အမေကမွေးသူ့အမေဘယ်သူကမွေးသူ့အမေကမွေးတယ်ဆိုအဲ့ဒီအမေစရင်တွက်လို့လဲဆုံးမှာမဟုတ်တော့ဒီလိုဆိုလို့တာနော်သိကိုကြားနေတယ်အမေဘယ်ကစတာတုံးလို့အမေစရင်တွက်မရတယ်လို့တန်တရားလည်းပဲအဲ့ဒါလို့စတွက်လို့မရဘူးလို့ဒီလိုပြောတာနော်ဓမ္မရှည်လျားနေတဲ့တန်ထပ်တလဲလဲဖြစ်အဲ့ဒါလို့ထပ်တလဲလဲဖြစ်နေပြီးတော့ဖြစ်လိုက်ဟာအိုလိုက်ဟာတေလိုက်ဟာထပ်မှန်ပြီးတော့ဖြစ်လိုက်ဟာအိုလိုက်ဟာတေလိုက်ဟာ ਨੇ ဒီလိုဒလဇတ်လေးပတ်နေရတဲ့တန်တရားခင်းကြီးဟာဘယ်လိုလုပ်ပြီးတော့မှဘယ်ကစလဲဆိုတာပြောလို့မရဘူးတဲ့ကောင်းပြီအဲ့ဒါလို့တန်တရားထဲမှာလက်ပတ်တယ်ဆိုတာလွတ်လပ်လက်ပတ်ထားလားလို့ဆိုမဟုတ်ဘူးအဝိဇ္ဇာနိဝရဏမတိမှုကဖုံးကွယ်ထားသေးတယ်
ကိုယ့်ကိုမသိမှုကအမှန်မမြင်တာကဖုံးကွယ်ထားဖုံးကွယ်ထားလို့ပြောစရာမဟုတ်ပေမဲ့လို့ပြောနေတာကျင့်တတ်စရာမဟုတ်တာကြီးကိုကျင့်တတ်နေအဲ့ဒါအဝိဇ္ဇာရဲ့အကျိုးသက်ရောက်မှုပဲနှစ်ဟောင်းကုန်သွားပြီဆိုရင်ထိတ်လန့်တုန်လို့ရမယ့်အစားနောက်နေ့ပြင်ငါနှစ်တစ်ကူးတော့မယ်ဆိုပြီးတော့ပြောစရာတွေးနေနော်ကိုယ်စီကဘာတွေပါသွားတယ်ဆိုတာမသိဘူးစဉ်းစားနိုင်ဘူးခွန်အားတွေပါသွားတယ်နုပြမှုတွေပါသွားတယ်တိမိမင်းသားလေးကဒါတွေကိုစဉ်းစားသည့်အတွက်ကြောင့်မူကပက္ခဇတ်မှာတိမိမင်းသားကသူခမည်းတော်ကိုပြောတဲ့စကားထဲမှာဒါလေးပါကုန်တယ်ဆိုတာလကားကုန်သွားတာမဟုတ်ဘူးတဲ့အချိန်ကုန်တယ်ဆိုတာနုပြမှုတွေပါသွားတယ်တဲ့အင်အားတွေပါသွားတယ်ဒါတွေပဲကုန်သွားတာနောက်တစ်ခုသုတ္တန်တစ်ခုမှာဟောတဲ့စကားဆိုရင်ကာလောခတတိဘုဒ္ဓာနိတတ္တဝါတွေကိုအချိန်ကစားပစ်တယ်လို့ဆိုအချိန်နဲ့မျှတတ္တဝါတွေဟာနုပြမှုတွေဆုံးရှုံးနေကြတယ်အင်အားတွေဆုံးရှုံးနေကြအစားခံရတဲ့သဘောပဲတန်ကလေးတစ်ချောင်းတန်ကြီးစားလို့ရှိရင်တဖြည်းဖြည်းသေးသွားတာပဲအဲ့ဒါလိုပဲတတ္တဝါတွေကအချိန်ကြာလေးလေးဆုပ်ယုပ်သွားလေးလေးအချိန်ကြာလေးလေးဆုပ်ယုပ်သွားဒီတဲ့ထင်ရှားပြောရမယ်ဆိုရင်ဘဝဆိုတာပယုတ်လုံးပဲကြီးလာဖို့တော့မအောင်မိတ်လေးနဲ့တဖြည်းဖြည်းသေးသေးသွားမှာပဲနော်ကုံဆုံးနေတဲ့သဘောကိုပြောတာသာဝရတည်မြဲနေတာတခုမှမရှိဘူးတဲ့အဲ့ဒါလို့မမြင်နိုင်တာဘာကြောင့်လို့ဆိုအဝိဇ္ဇာဆိုတာကမမြင်နိုင်အောင်လောင်းလွှဲပေးထားတယ်အဲကြောင့်အဝိဇ္ဇာနိဝရဏအဝိဇ္ဇာဆိုတာကပိတ်ဆို့ထားတယ်အမှန်မမြင်တော့အမှားတွေမြင်နေတယ်အဲ့တော့ဝိဇ္ဇာပိတ်ဆို့ရုံနဲ့လားဆိုမဟုတ်ဘူးသူကတဏှာတန်ရောစနာနာတွေ့တာမှုကကျိုးတဲ့ဖွယ်ချီနှောင်ထားတာဒါကြောင့်မို့ယုံမထွက်နိုင်ဘူးယုံမထွက်နိုင်တာသာသာထားယုံညင်စိတ်ကိုမပေါ်ဘူးနော်ဆူတောင်းလိုက်သေးတယ်ဒီနော်ဒီပစ္စည်းတွေနဲ့နေပါရစေဆိုတာလှုပ်လိုက်သေးတာယုံထွက်ဖို့ကမစင်စားဘူးလိုက်တာပဲရှိတဏှာတန်ရောစနာပဲကျိုးနဲ့နောင်ရိုးတဲထားတာဆိုလမ်းပဲမှမရှိအဲ့ဒီလိုတန်တရားခရီးကြီးကိုရှောက်လာခဲ့တာတဲ့ဘယ်တုန်းကစရှောက်လာတာတော့ဆိုတော့ဘယ်တုန်းကစပြီးတော့ရှောက်လာမှန်းကိုမသိဘူးတဲ့ဒါကြောင့်မို့မသိတဲ့ခရီးကြီးဆက်မလျှောက်စင်သားမှနဲ့သိအောင်လှုပ်စမ်းပါလို့ဟောနှစ်အခုလို့နှစ်ဟောင်းခုံဆုံးတဲ့နေ့မှာတန်ဝေကအတွေးတွေနဲ့ကိုယ်စိတ်ကိုဓမ္မအတွေးတွေနဲ့တန်ဝေကဖြစ်ပေါ်အောင်ကြိုးစားကြတန်ဝေကဆိုတာထိတ်လန့်မှုဆိုလို့ထိတ်လန့်တာကကြောက်လို့ထိတ်လန့်တဲ့ဒီဒေါသနဲ့ကြောက်ပြီးတော့ထိတ်လန့်တဲ့ထိတ်လန့်မှုမျိုးမဟုတ်ဘူးအခုလို့စဉ်းစားဉာဏ်နဲ့ထိတ်လန့်တာမျိုးဆိုဩဟုတ်တာပါလား2012ခုနှစ်ဒီနေ့ကုန်သွားပြီဒီလိုပဲကုန်နေတာပါလားချိန်ကုန်တယ်ဆိုတာတတ်မှတ်ချက်တစ်ခုကုန်တယ်လို့ငါရဲ့ခန္ဓာကိုယ်မှာလည်းပဲသဘာဝတရားတွေယုတ်တရားတွေနံတရားတွေဒီလိုပဲကုန်ပြီးတော့နောက်ဆုံးဟာ2012ခုနှစ်ကြီးနောက်ဆုံးနေ့ရောက်လာတယ်လို့ငါဘဝဟာလည်းဒီနေ့ကိုနောက်ဆုံးနေ့ရောက်လာအောင်မှာပဲဆိုတဲ့ဓမ္မအတွေးနဲ့တန်ဝေကဖြစ်အောင်ကြိုးစားတန်ဝေကဆိုတာပတ္တပနဲ့ရှင်တဲ့အတိညာတန်ဝေခောနာမသဟောတ္တပညာနာနဲ့အတိစိတ်နဲ့ကြောက်လန့်မှုဒီလိုဆိုလို့ရတယ်နော်အတိစိတ်နဲ့ကြောက်လန့်ရမှာဖြစ်လာတဲ့အရာနောက်ဆုံးပြတ်သွားတာပါလားစတင်လာတဲ့အရာဟာလေနောက်ဆုံးမှအဆုံးသတ်သွားတာပါလားဆိုတဲ့သဘာဝတွေဆင်ញင်သုံးသပ်ကြည့်ပြီးတော့ထိတ်လန့်မှုဆိုတဲ့တန်ဝေကဟာလမ်းကြောင်းပေါ်ကိုတင်ပေးနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ပေါ့ဝိပဿနာတရားကိုကျင့်ကြံကြိုးကိုအထုတ်ဖို့ရတန်ဝေကဆိုတဲ့အရှိန်နဲ့
မိမိရဲ့ဘဝဆင်ញင်သုံးသပ်ပြီးတဲ့အခါမှန်ကန်တဲ့လမ်းကြောင်းပေါ်တစ်ခုရောက်သွားလို့သူတော်ကောင်းတွေဟာတဏှာဝကလွတ်သွားတယ်ဒီဆက်ဝန်းကြီးတဲ့ကထွက်သွားကြဒီဆက်ဝန်းကြီးတဲ့ထွက်သွားမြတ်စွာဘုရားသခင်ကိုရောမြတ်လဲအယမန္တိမသာတိတဲ့ငါဘဝဒါနောက်ဆုံးပဲနောက်ထပ်ငါမမွေးတော့ဘူးနတ္ထိတာနိပုဏ္ဏဘောနောက်ဘဝဆိုတာငါမှမရှိဘူးမရှိတာကိုကျင့်တတ်တယ်ဒီတမ္မာပုရုဇဉ်ပုဂ္ဂိုလ်နောက်ဘဝမရှိတော့ဘူးဆိုရင်ထဲမှာဟာသွားပြီးတော့လန့်ကောင်းလန့်နေလိုက်နော်လန့်မှာပေါ့ငါလို့ထင်တာကိုသင်္ခါရတရားတွေလို့မထင်ဘူးငါလို့ထင်ထားတယ်ငါဟာလို့ထင်ထားတဲ့အခါကျတော့ငါနဲ့ငါဘဝတွဲဆက်ထားသည့်အတွက်ကြောင့်ဒါကိုတဏှာရဲ့အတွေးနဲ့တွေးလိုက်တဲ့အခါကျတော့နောက်ဘဝငါမဖြစ်ရတော့ဘူးဆိုရင်ငါဘယ်လိုနေရပါမလဲတွေးဥမှာပဲလေဒီလိုဖြစ်သွားတာဟုတ်အဲ့တော့တဏှာအတွေးတွေမပြောက်သေးသမျှနိဗ္ဗာန်ဆိုတာလေပါစပ်ပြောပဲလို့ချင်အောင်ပါပဲတဏှာအတွေးတွေပြောက်အောင်အမှန်သိပြီးတော့ညီငွေတဲ့စိတ်တွေရအောင်စဉ်းစားဆင်ခြင်ကြရမယ်လို့ဒီလိုဆိုတာအဲ့တော့ကိုယ့်ရဲ့မျက်မြင်ဘဝသံဝေကဖြစ်เสียတွေအလွန်များတယ်သံဝေကဖြစ်เสียတွေတွေ့တိုင်းသံဝေကဖြစ်ရဖြစ်ဖို့ကြိုးစားဒီသံဝေကလေးတစ်ချက်ဖြစ်လိုက်တဲ့ဟာလေးကမိမိအတွက်အမှန်တန်အရှိန်ကောင်းတဲ့တွန်းအားလေးတစ်ခုဖြစ်ပေါ်လာတယ်နောက်ဆုံးပဲပြောရင်ပါရမီကုသိုလ်လို့ပြောလို့ရတယ်နော်ဝိပဿနာလမ်းကြောင်းပေါ်ကိုတက်ရောက်ဖို့ပါရမီကုသိုလ်လို့ပြောတရားလည်းမနာနိုင်သေးဘူးကာမဂုဏ်အာယုန်တွေထဲမှာပျော်တော့ပါတော့ဆိုတဲ့ပုဂ္ဂိုလ်တွေနဲ့တရားနာပြီးတော့တံဝေကအတွေ့တွေးနိုင်တဲ့ပုဂ္ဂိုလ်ဆိုအမှန်တမ်းနည်းပျော်တော့ပါတော့ပုဂ္ဂိုလ်တွေကများတယ်ဘုရားလောင်းနေပြောတာလို့အနု900ရင့်မှတစ်ချိတ်ဟုတ်သိဉာဏ်ရင့်မှနေတဲ့ဘုရားလောင်းကတစ်ချိတ်အနုတွေက900ဆိုအနုဓာတွေကပုံများနေတာပေါ့နော်သူကသူရင့်လာမှာတော့မဟုတ်ဘူးဒီအတွေးလေးတွေးပေးခြင်းသည်ပါရမီကုသိုလ်တစ်ခုပဲကိုယ့်ပေါ့ရှင်ယတတို့အလောင်းတွေကိုကြည့်လိုက်နာရေးကိစ္စကိုကူညီပြီးတော့ရုပ်လောင်းတွေကိုမိသိညိုတဲ့အလုပ်ကုသိုလ်ပြည့်လောက်ကင်နေကြလောက်ကင်ရင်နေကနေပြီးရုပ်လောင်းတွေမိသိညိုရင်းကနေပြီးတော့ဟောဒီတန်ဝေကအတွေးလေးတစ်ခုရလိုက်တယ်အဲ့ဒီတန်ဝေကအတွေးကြောင့်တထေးသားဘဝမှာအဲ့ဒီအတွေးမျိုးထပ်ပေါ်လာတာဖြစ်တယ်ပေါ့အဲ့ဒီအတွေးကနေပြီးတော့မြတ်စွာဘုရားစီရောက်အောင်ပို့ပေးလိုက်တာလေဒါကြောင့်မို့ယဟန္တာဖြစ်သွားတာရှင်သာနောက်တစ်ခုကြည့်အောင်မယ်ဆိုလို့ရှိရင်ရှင်သုလဗံအလောင်းဟာဘယင်ဖြစ်တုန်းကတိုင်းပြည်ကိုလှိလိပြီးတော့ကြီးရှုတဲ့အခါနဘူးကချွေးထွက်တာချွေးတွေကျလာတာမိမိမှာရှိတဲ့ဖြူဖွေးတဲ့ပဝါလေးနဲ့တုပ်ပြီးတော့ပဝါလေးမဲညစ်သွားတာကိုကြည့်ပြီးတော့တန်ဝေကဖြစ်ဖို့တယ်အဲ့ဒီတန်ဝေကအတွေးလေးကြောင့်ရှင်သုလဗံဘဝရောက်လာတဲ့အခါအလွန်ဉာဏ်လေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်တော့လေပဝါလေးကိုမြတ်စွာဘုရားကကြည့်ရှုခိုင်းလိုက်တဲ့အခါမှာဟောအတိတ်ဘဝကလက်စလေးပြန်ပေါ်လာပြီးအဲ့ဒီကနေတွန်းအားပေးသွားတာပဲအနိစ္စမြင်ဖို့ရအတွက်လမ်းဖွင့်ပေးတဲ့သဘောပဲအဲ့တော့တာမန်အနေထားမျိုးသဘောမထားပဲနဲ့ဒီကနေ့2012ခုနှစ်နောက်ဆုံးနေ့ပါလားမနစ်တုန်းက2011ခုနှစ်ကုန်သွားတယ်2012ခုနှစ်ဆိုတာစတင်ခဲ့တယ်အခု2012ခုနှစ်ကုန်သွားပါလားဆိုတဲ့အတွေးလေးမှာတန်ဝေကလေးဖြစ်လိုက်မယ်ဆိုလို့ရှိရင်ဒီတန်ဝေကဉာဏ်လေးဟာဝိပဿနာဉာဏ်ပေါ်ထိအောင်တွန်းတင်ပေးတော်မှာဖြစ်တယ်ပေါ့မနစ်တုန်းကတန်ဝေကဉာဏ်မဖြစ်ခဲ့ရင်ဒီနှစ်မှလည်းဖြစ်ဖို့မရှိဘူး
မနစ်ကမဖြစ်သေးရင်ဒီနေ့ဖြစ်အောင်လုပ်ဒီလိုဖြစ်သွားတဲ့တံဝေကဉာဏ်လေးဟာနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်အောင်ပို့ပေးနိုင်တဲ့စွမ်းရည်ရှိတယ်တာရကတွေကိုရှုမြင်သုံးသပ်ပြီးတော့ဆုံးဖြတ်လို့ရတာပေါ့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့လို့အမှတ်တမဲ့မနေပဲနဲ့ဓမ္မအတွေးလေးကိုတွေးဖို့လိုတယ်ပေါ့မြတ်စွာဘုရားကသင်္ခါရဆိုတာတဲ့နေဆဖြစ်ပေါ်လာပြီးတည်မြဲနေတာမရှိဘူးဖြစ်ပြီးရင်ပျောက်သွားတာပဲစောင်းတန်ကလေးကိုကြည့်လိုက်တီးလိုက်လို့ထွက်လာတဲ့စောင်းတန်လေးဟာတီးလိုက်တဲ့အချိန်လေးမှာထွက်လာတဲ့စောင်းတန်လေးဟာရောက်လျှောက်ပျောက်သွားတာပဲနောက်အတန်ဟာနောက်တီးမှထွက်တာပဲဖြစ်ပြီးပြတ်သွားတဲ့သဘောအနိစ္စအထုဝမခံမြဲဘူးသာဝရတီးနေတာမဟုတ်ဘူးဝိပရိနာမဓမ္မပြောင်းလဲပျက်စီးပျောက်ကွယ်သွားတတ်တဲ့သဘောရှိတယ်သင်္ခါရတရားတွေပေါ်မှာဒီလိုရှုမြင်သုံးသပ်လိုက်နိုင်ပြီဆိုတဲ့ဝိပဿနာဉာဏ်ရဲ့ရှေ့ပြေးအနေနဲ့ဝိပဿနာဉာဏ်ကိုလမ်းခင်းပေးတဲ့သဘောအနေနဲ့မကြမကြတွေးပြီးမကြမကြရှုမြင်သုံးသပ်ပေးဖို့လိုအပ်တယ်တဲ့ရှင်းတော့ကပိစိကဗုဒ္ဓအလောင်းနေဆိုရင်သူတို့ရှိမှတရွက်လေးတရွက်ကြွေကြတာကိုအကြောင်းပြုပြီးတော့တန်ဝေကရသွားတာရှိတယ်ပန်းကလေးတွေညှိုးလျော်သွားတာကြည့်ပြီးတော့တန်ဝေကရသွားတယ်ဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားတာရှိတယ်အဲ့တော့ဒီအတွေးလေးတွေကိုတာမန်အတွေးလို့မအောင်မေ့နေနဲ့နော်ဒီအတွေးကိုတွေးမိအောင်တွေးပေးဖို့ဓမ္မအတွေးလေးတွေကိုတွေးဖို့ပါဒီနေ့ကုံဆုံးသွားပြီကုံဆုံးသွားတဲ့နေ့မှာတန်ဝေကတွေတို့ဖြစ်အောင်ကြိုးစားအထောက်ကြရမယ်ဒီလိုဆိုလို့ဘဝဆိုတာမတည်မြဲဘူးတန်ဝေကဆိုတာမတည်မြဲဘူးတန်ဝေကသင်္ခါရဆိုတာမတည်မြဲဘူးမတည်မြဲတဲ့သင်္ခါရတရားတွေကိုတည်မြဲအောင်လုပ်လို့ရလားမရဘူးမရသည့်အတွက်ကြောင့်အကျင့်ပြီးတော့မတည်မြဲတဲ့သင်္ခါရကိုကြိုးစားရမှာသင်္ခါရနယ်ထဲမှာနေမယ်ဆိုလို့ရှိရင်မမြဲမှုနဲ့ပဲရင်ဆိုင်သူ့ကိုကြော်စားနိုင်ဖို့သင်္ခါရရဲ့ဆုံးသင်္ခါရတွေရဲ့လုံးဝမဖြစ်ရဒုက္ခရနိဗ္ဗာန်ကိုမြင်ဖို့အတွက်မြတ်သောအကျင့်ကိုကျင့်ရတယ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်မဂ္ဂင်၈ပါးအကျင့်တရားဆိုတာလေကိုချင်းသီလကိုအခြေခံတယ်စိတ်ငြိမ်အောင်ထားတယ်ပြီးတဲ့အခါအမှန်မြင်အောင်ကြိုးစားတယ်ဒါပါပဲခြုံငုံပြောလိုက်လို့ရှိရင်မဂ္ဂင်၈ပါးရဲ့အလုပ်ကဒါပဲကိုချင်းသီလခိုင်မာအောင်ကိုချင်းသီလကောင်းအောင်လုပ်ခြင်းအဖြစ်သမာဓိရဖို့လွယ်လာတယ်သမာဓိရလာပြီဆိုလို့ရှိရင်အတွေးနဲ့အမြင်ဟာတည်ငြိမ်ပြီးတော့ရှင်းတန်ပြီးစူးရှထက်မြက်လာနိုင်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားမဂ္ဂင်၈ပါးဖွဲ့စည်းထားတာအပူအလိုမရှိဖွဲ့စည်းပေးထားတာနော်ကိုယ့်ရဲ့စိတ်တဏ္ဍထဲမှာဒီမဂ္ဂင်၈ပါးကိုတိဆောက်ပြီးတော့မှန်ကန်တဲ့အမြင်တစ်ခုရအောင်ကြိုးစားအထောက်တာလို့ပြောတာအဲ့တော့သမိုင်းကြောင်းဆိုင်ရာတွေးပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လေတန်ဝေကဖြစ်เสียတွေပဲလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကိုမျက်မှန်းမျှော်ကြည့်မယ်ဆိုရင်ဒီကနေ့မြင်နေရတဲ့ရန်ကုန်မြို့ကြီးဟာဒီအတွင်းတရံမဟုတ်ဘူးဆိုတာသိတာအဲ့တော့နောက်နှစ်ပေါင်း2000ကြာတော့ရောဒီအတွင်းတရံရှိအောင်မလားဆိုမရှိနိုင်ဒါကသဘာဝတရားဟာဒီတိုင်းပဲနေတာအဲ့တော့မြတ်စွာဘုရားကရွေလေးပေါင်းလွှဲနေတဲ့သမိုင်းချောင်းကြီးတစ်ခုဖော်ပြပြီးတော့ရဟန်းတော်တွေကိုတရားဟောတာရှိတယ်အားလုံးကိုသတိထားဖို့ဓမ္မအတွေးတွေတွေးတတ်အောင်တန်ဝေကနဲ့ဓမ္မအတွေးတွေကိုတွေးတတ်အောင်လို့မြတ်စွာဘုရားကတန်ယုတ္တနိကေမှာ
ဝေပုံလပပ္ပတတုတ်ဆိုတာဟောတာရှိတယ်ဝေပုံလတောင်ကြီးအကြောင်းဟောတာရာဇယပြေနားမှာတောင် 5 လုံးရှိတယ်ခိစ္ဆကုတလို့ဆိုတဲ့တောင်ရယ်ဝေပုံလဆိုတဲ့တောင်ရယ်ဝေဘာရဆိုတဲ့တောင်ရယ်ပန္ဒဝဆိုတဲ့တောင်ရယ်ဣတိခိလိဆိုတဲ့တောင်အဲ့ဒီတောင် 5 လုံးနဲ့ကမြတ်စွာဘုရားတောအကြောင်းတွေမှာအများအပြားသတင်းသုံးတဲ့တောင်ခိစ္ဆကုတတောင်ခိစ္ဆကုတတောင်ခိစ္ဆကုတ်တောင်လို့ခေါ်အဲ့ဒီခိစ္ဆကုတတောင်တောအကြောင်းမှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ခိစ္ဆကုတ်တောင်ပေါ်ကနေကြည့်လိုက်လို့ရှင်ဝေပုံလတောင်ဆိုတာကိုလှမ်းမြင်ရအဲ့ဒီဝေပုံလတောင်ကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားကသမိုင်းကြောင်းကိုဖော်ထုတ်ပြီးတော့ဟောတာသမိုင်းဆိုတဲ့မနေ့တနေ့ကဖြစ်ခဲ့တဲ့အရာကိုဟောတာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်းမြောက်များစွာကပြောင်းလဲခဲ့တဲ့သမိုင်းတစ်ခုဒီကမ္ဘာမှာဖြစ်နေတဲ့သမိုင်းတစ်ခုမြတ်စွာဘုရားဟောဝေပုံလတောင်ကြီးကိုကြည့်ပြီးတော့ဟောဒီကမ္ဘာမှာပထမအဦးဆုံးကကုတန္တဆိုတဲ့မြတ်စွာဘုရားပွင့်တယ်ကကုတန္တမြတ်စွာဘုရားအဲ့ဒီကကုတန္တမြတ်စွာဘုရားဘယ်အခါမှာပွင့်လို့ဆိုရင်လူတွေရဲ့တက်တန်းနှစ်ပေါင်း 4000 ကြာတဲ့ချိန်တုန်းကပွင့်တက်တန်းရှိတယ်နှစ် 4000 တန်းမှာကကုတန္တမြတ်စွာဘုရားပွင့်အဲဒီကကုတန္တမြတ်စွာဘုရားပွင့်တဲ့အချိန်တုန်းကဟာဒီဝေပုံလတောင်ကိုဘယ်လိုခေါ်တော့ဆိုပါစိနဝန္တတောင်လို့ခေါ်တယ်ဟောနာမည်ရဲ့ပြောင်းလဲသွားမှုကိုမြတ်စွာဘုရားပြောဒီလေဒီရန်ကုန်မြို့ကိုလည်းရန်ကုန်လို့ခေါ်တာမဟုတ်ဘူးတကုံလို့ခေါ်တာအဲ့ဒီတကုံကဘယ်တော့ကြမှာရန်ကုန်ဖြစ်သွားတော့ဆိုဥဩအော်မြီကုန်းပေါင်တီဆိုဥဩအော်မြီ1115 ခုနှစ်အလောင်းမင်းတရားရန်ကုန်ကိုအောင်မြင်တဲ့အခါကျမှရန်သူတွေကုန်ပြီလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ရန်ကုန်လို့နာမည်ပေးသွားတာအဲ့ဒီကစပြီးတော့ရန်ကုန်ဆိုတဲ့နာမည်ပြောင်းသွားတာနော်ခုခေတ်တော့လူတွေပြောင်းပါတယ်နာမည်တွေကနော်တချို့ဆို2 နာမည် 3 နာမည်ပြောင်းခေါ်တယ်ဘလို့ပြောင်းလိုက်ဒီလိုပြောင်းလိုက်ကြည့်သမိုင်းကြောင်းရတကုံဆိုတဲ့မြို့ဟာရန်ကုန်ဖြစ်လာပြောင်းလဲမှုဒါဖြင့်တကုံမတိုင်ခင်ကဘာရှိတုံးဆိုတာသမိုင်းကိုရှားကြည့်ရအေးရာဇဝင်တွေထဲမှာတော့ကကုတံဘုရားလက်ထက်ကဒီနေရာဘာမြို့ခေါ်တယ်ဒီလိုရေးထားတာတွေတော့ရှိတယ်ပေါ့နော်အဲ့တော့နာမည်ပြောင်းလဲမှုဆိုတာရှိတယ်အဲ့တော့ကကုတန္တမြတ်စွာဘုရားလက်ထက်တုန်းကဝေပုံလတောင်မရှိဘူးလားရှိတယ်အဲ့ဒီဝေပုံလတောင်ကိုဝေပုံလတောင်လို့မခေါ်ဘူးတဲ့ပါစိနဝန္တတောင်လို့ခေါ်တယ်တဲ့ဒါဖြင့်ဒီတောင်နာပတ်ဝန်းကျင်မှာရှိတဲ့လူမျိုးတွေကအဲ့ဒီတုန်းကအဲ့ဒီလူမျိုးတွေကိုတိဝရလူမျိုးလို့ခေါ်တယ်ပါစိနဝန္တတောင်တိဝရလူမျိုးတက်တန်းကအနှစ် 4000အဲ့ဒီလူမျိုးတွေဟာပါစိနဝန္တဆိုတဲ့တောင်ကြီးကိုတက်လို့ရှိရင်4 ရက်ကြာမှတောင်ပေါ်ရောက်တယ်တောင်ကြီးကဘယ်လောက်မြင့်နေဆိုတာအတိုင်းအတာတစ်ခုမှတ်နိုင်မှုပြောတာပြန်အဆင်းမှလည်း4 ရက်ကြာတယ်4 ရက်တက်ရတယ်4 ရက်ဆင်းရတယ်1 ရက်ထဲနဲ့မရောက်ဘူးလို့ဆိုတယ်ဒါလိုပြောတာဘုန်းကြီးတို့သီရိလင်္ကာနေတုန်းကစေရီပါရတောင်စရိပါရဆိုတဲ့တောင်ရဲ့တော်မြင့်မြတ်စွာဘုရားခြေတော်ရာရှိတယ်ဆိုတဲ့တောင်မမတ်ဆောက်ဆောက်ကြီး9 နာရီ 6 နာရီလောက်ည12 နာရီလောက်ကထတက်လို့ရှိရင်နော်ဒီက6 နာရီလောက်ကြာတယ်ဒါငယ်ရွယ်တဲ့အချိန်မှာတိတ်မနာပဲနဲ့တက်တဲ့အတက်ကိုပြောတာနားပြီးတက်မဲ့ဆိုရင်တော့အတော်နဲ့ရောက်မှာမဟုတ်ဘူးပေါ့မနေ့မိုးလင်းနေထွက်တာကိုကြည့်ခြင်းလို့12 နာရီလောက်ကစတက်တာမနေ့6 နာရီမှအဲ့ပေါ်ရောက်တယ်
အဲ့ဒါလို့မြင့်မားတယ်အခုဒီဝေပုံလတောင်ဟာလဲကကုသန္တာမြတ်စွာဘုရားလက်ထက်တုန်းကတိဝရလူမျိုးတွေတောင်ပေါ်တက်လို့ရှိရင်၄ရက်ကြာမှတောင်ထိပ်ရောက်တယ်တဲ့ပြန်ဆင်းလို့ရှိရင်လည်း၄ရက်အချိန်ကြာတယ်လို့တို့ပြောဒါပြောင်းလဲမှုတွေနာမည်ကလည်းပြောင်းသွားတယ်အမြင့်ကလည်းပြောင်းသွားလူမျိုးကလည်းပြောင်းသွားတယ်တောင်နာမည်ကလည်းပြောင်းသွားတယ်ဟောမြတ်စွာဘုရားဆိုလိုတာသင်္ခါရဆိုတာဘယ်ဟာမှမမြဲဘူးအကုန်ပြောင်းနေတာလို့သူပြောတာနော်ပြောင်းလဲမှုတွေကိုသဘောပေါက်အဲ့ဒီကကုတ္တန္တမြတ်စွာဘုရားရဲ့လက်ရယံလက်ဝဲယံဆိုတဲ့တပည့်ရှင်သာရိပုတ္တရာရှင်မောဂလန်တို့လိုပဲရှင်ဝိထုရနဲ့ရှင်သင်္ဇီဝလို့နှစ်ပါးရှိဆိုပြီးတော့မြတ်စွာဘုရားကဏီကုံးချုပ်တယ်အဲ့ဒီကကုသန္တမြတ်စွာဘုရားလည်းအခုမရှိတော့ပါဘူးတဲ့တပည့်သားမျိုးတွေလည်းမရှိတော့ပါဘူးပြိဋိဘံဆံသွားပါပြီအဲ့ဒီခေတ်ကလူတွေလည်းမရှိတော့ပါဘူးဒီကြောင်ကြီးရဲ့အမြင့်ကလည်းအခုဒီလိုမဟုတ်တော့ပါဘူးသင်္ခါရဆိုတာအဲ့ဒီတိုင်းပဲတဲ့ဧဝံအနိစ္စသင်္ခါရမြတ်စွာဘုရားကဓမ္မအတွေးထအောင်သင်ပေးနေတာနော်သင်္ခါရဆိုတာဒီသဘောပဲဟောမမြဲဘူးတဲ့ဧဝံအထုဝါမခိုင်ဘူးတဲ့တည်ထမ်းမှုမရှိဘူးဧဝံအနတ္တတိကာတတ္တရာမရဘူးတဲ့တွေးလိုက်လို့ရှိရင်အာကိုးစရာမရှိဘူးယာဝင်စိတံသဗ္ဗသင်္ခါရေတုအလမေဝနေဋ္ဌိန်တိတုညီငွေသိမီသင်္ခါရသဘောတရားတွေဟာဘယ်တော့မှတည်မြဲနေတာမရှိဘူးလာလေဦးမယ်နေ့ပြင်က2013ခုနှစ်နောက်နှစ်ဒီအချိန်ကြာလို့ရှိရင်ဒီအချိန်ရောက်လာပြီဆိုလို့ရှိရင်အဲ့2013ခုနှစ်နောက်ဆုံးနေ့ဆိုတာလားနေ့ပြင်ကအစဆုံးနေ့နောက်ကြတယ်ဒါ365ရက်356ရက်ပြည့်တဲ့နေ့ကြတယ်ခါနောက်ဆုံးနေ့ဆိုတာလားမှဒီလိုဆိုလိုတာပေါ့နော်ဒါလေးတွေဟာတမန်အပြင်ပြောမယ်ဆိုရင်တရားသဘောမဟုတ်ဘူးလို့ထင်နေဒါတရားသဘောပဲဒါတွေကိုတွေးတတ်ဖို့တွေးနိုင်ဓမ္မအတွေးတွေပဲလို့မြတ်စွာဘုရားတွေးခိုင်းတာသန္တာမြတ်စွာဘုရားလည်းမရှိတော့ပါဘူးတဲ့တော့ပါဘူးအဲ့ဒီတုန်းကအခြေအနေတွေအကုန်ပြောသင်္ခါရတွေဆိုတာဒီလိုပဲတဲ့ဘယ်တော့မှတည်မြဲနေတာမရှိဘူးတော်လာပြီဟောဒီစကားလုံးပြီးတော့မြတ်စွာဘုရားဆက်ဟောတယ်ဒုတိယပွင့်တော်မူတဲ့မြတ်စွာဘုရားဟာကောဏဂမနမြတ်စွာဘုရားလို့ခေါ်တယ်တဲ့ဒီကဘာမှာအဲ့ဒီကောဏဂမနမြတ်စွာဘုရားလူတွေရဲ့တက်တန်းနှစ်3000မှာပွင့်တယ်အဲ့ဒီပွင့်တဲ့အချိန်တုန်းကဟောဒီဝေပုံလတောင်ကြီးကိုဝင်ကတောင်လို့ခေါ်တယ်တဲ့ဝင်ကကတောင်ကျောင်းသွားပြီးခုနကပါစိဏဝန္တကကုသန္တမြတ်စွာဘုရားလက်ထက်ကပါစိဏဝန္တကောဏဂမနမြတ်စွာဘုရားလက်ထက်ကျတော့ဝင်ကကလို့ခေါ်တယ်လူမျိုးတွေကတော့ရောဟိတတလူမျိုးတဲ့ဟောလူမျိုးလည်းပြောင်းသွားပြီအဲ့ဒီဝင်ကကတောင်ကြီးကိုတက်တာရောဟိတတလူမျိုးတွေဟာ3ရက်တက်ရတယ်ပြန်ဆင်းတော့လည်း3ရက်ကြာတယ်တောင်ရဲ့အမြင့်ကလည်းပဲရော့ကျသွားတယ်ဒီလိုဆိုနော်ကောဏဂမနမြတ်စွာဘုရားရဲ့ထိတ်တန်းတပည့်2ဦးကတော့တစ်ပါးကဘိညောတလို့ခေါ်တယ်တစ်ပါးကဥတ္တရလို့ခေါ်တယ်အဲ့ဒါလို့တစ်ချိန်တုန်းကထင်ရှားရှိခဲ့တဲ့ပွင့်တော်မူခဲ့တဲ့ကောဏဂမနမြတ်စွာဘုရားရောတပည့်သားတွေရောအဲ့ဒီခေတ်ကရောဟိတတဆိုတဲ့လူတွေရောဘယ်အောင်မှမရှိကြတော့ပါဘူးတဲ့အကုန်လုံးပျက်စီးသွားပါပြီပျောက်ကွယ်သွားကြပါပြီကမ္ဘာကြီးမှာလည်းဒီတိုင်းပျောက်ကွယ်နေတာပဲလေအမြဲတမ်းပျောက်ကွယ်နေတာပေါ်လာတဲ့အရာတွေဟာနောက်ဆုံးကပျောက်ကွယ်မှုနဲ့ဆုံးသက်သွားတာပဲလေဗမာပြည်မှာတင်ကိုတတိထားမိလို့ရှိရင်ဘုန်းကြီးတို့ငယ်ငယ်တုန်းကလင်းဒဆိုတဲ့ငှက်ကြီးတွေလက်ပံမေနေပေါ်မှာထင်းထင်းရှားရှားတွေ့နေကြအဲ့ဒီငှက်ကြီးတွေဟာပျောက်ကွယ်သွားတာမာပြည်မှာပျောက်ကွယ်သလောက်ဖြစ်သွား
အတော်ရှားဒါတွေမကဘူးဒီပြင်ပျောက်ကွယ်သွားတာတွေရှိတာအမတ်တရမနေလို့ရှိရင်အမတ်တရတတိထားပြီးတော့မနေလို့ရှိရင်ဒါတွေကိုသိချင်မှသိပေါ့နော်ဒါပျောက်ကွယ်အဲ့တော့မြတ်စွာဘုရားကကကုသန္တမြတ်စွာဘုရားလက်ထက်ကဝင်ကကတောင်ဆိုတဲ့အမည်လေးပျောက်သွားပြီတဲ့ရောဟိတတလူမျိုးတွေလည်းမရှိတော့ဘူးတဲ့နော်ကောဏကမဏမြတ်စွာဘုရားဆိုတာလည်းမရှိတော့ပါဘူးပြိဋိဘံစံသွားပါပြီတဲ့သင်္ခါရတွေဆိုတာဒီတိုင်းပဲတဲ့ဘယ်တော့မှမမြဲပါဘူးညီငွေဖို့တော်ပြီဒီသင်္ခါရတွေကလွတ်မြောက်အောင်ကြိုးစားဖို့ကောင်းပြီဘုန်းကြီးတို့တွေကနေတာသင်္ခါရနဲ့နေရတာလေသင်္ခါရဆိုတာကိုလူတွေကနာရေးကြော်ညာတာမှတ်တယ်သင်္ခါရဆိုတာကိုယ်တဏ္ဍာမှာဖြစ်နေတဲ့ရုပ်တဲ့နာနေဟာသင်္ခါရပဲအကြောင်းတရားတွေကပေါင်းပြီးတော့ထုတ်လုပ်ထားတဲ့အရာတွေဒါဖြစ်တယ်သူ့ဘာသူဖြစ်တဲ့အရာတွေမဟုတ်ဘူးတန်ဆိုတာအကြောင်းတရားတွေစုပေါင်းပြီးတော့ခါရဖန်တီးထားတာသာဝရဘုရားဖန်တီးတာမဟုတ်ဘူးအကြောင်းတရားတွေကပေါင်းစပ်ပြီးဖန်တီးထားတာလို့ဒီလိုပြောအဲ့ဒီဖန်တီးထားတဲ့အရာမှန်သမျှဘယ်တော့မှမတည်မြဲဘူးတဲ့ဘယ်တော့မှမခိုင်မာဘူးဒါကြောင့်မို့ညီငွေဖို့တော်ပြီလွတ်အောင်ကြိုးစားဖို့တော်ပြီလို့ဒီလိုဏိကုံးနဲ့တတိပေးတွေးတတ်ဖို့နောက်တစ်ခါဟောဒီဗာဒကဘာမှာတတ္တိယအနေနဲ့ပွင့်တော်မူတဲ့မြတ်စွာဘုရားကကတ္တဗမြတ်စွာဘုရားတဲ့အဲဒီကတ္တဗမြတ်စွာဘုရားရဲ့လက်ထက်မှာဝေပုံလတောင်ကြီးကိုသူပတ္တတောင်လို့ခေါ်တယ်ဟောနာမည်အသစ်ဖြစ်သွားသူပတ္တတောင်တဲ့ဒီမှာရှိတဲ့လူမျိုးတွေကသုတ်ပိယလူမျိုးတဲ့သူပတ္တတောင်သုတ်ပိယလူမျိုးအဲ့ဒီသုတ်ပိယလူမျိုးတွေဟာသူပတ္တတောင်ကိုတက်မယ်ဆိုလို့ရှိရင်2 ရက်ကြာပြန်ဆင်းရင်ရော့ပါတောင်ရဲ့အမြင့်ဟာလည်းပြောင်းအဲ့ဒီကတ္တဗမြတ်စွာဘုရားရဲ့ထိတ်တန်းတပြည့်ကြီးတွေကတိတ်တာနဲ့ဘာရဒွါစဆိုတဲ့မထေရမြတ်2 ပါးပဲဖြစ်တယ်သူပတ္တဆိုတဲ့တောင်လဲနာမည်အနေနဲ့ပျောက်ကွယ်သွားပြီသုတ်ပိယဆိုတဲ့လူမျိုးတွေလည်းမရှိတော့ဘူးနော်သက်တမ်း2000တန်းမှာပွင့်တဲ့ကတ္တဗမြတ်စွာဘုရားတပည့်တာဝကတွေနဲ့တကွပြိဋိဘံစံသွားပြီမရှိတော့ဘူးအားလုံးဟာပျောက်ကွယ်သွားတာပဲအမြင်မြတာကြံရစ်တော့တယ်သင်္ခါရတရားဆိုတာဒီတိုင်းပဲတဲ့ဘယ်တော့မှမမြဲဘူးဘယ်တော့မှမတည်တံ့ဘူးချိန်တန်လို့ရှိရင်သွားတာပဲလို့ညီငွေဖို့တော်ပြီဒီသင်္ခါရတွေကလွတ်အောင်ယုံနာဓမ္မသင်္ခါရတွေကလွတ်မြောက်အောင်ကြိုးစားကြလို့ယဟန်တွေကိုမြတ်စွာဘုရားဒီလိုတတိပေးပြီးဆုံးမအောင်ရတာဟောတာဟောအခုမြတ်စွာဘုရားခုချိန်ထိအခုငါဘုရားပွင့်လာပြီတဲ့လူတွေရဲ့တက်တန်းအမြဲတမ်းတိုးပါတယ်တဲ့အရှိဆုံးလူမှတရားနည်းနည်းပို့ခြင်းပို့မယ်လို့ဒီလိုပဲဟောတယ်အပ္ပံဝါဘိယောဝတ္တတတံအပ္ပံဝါဘိယောအနှစ်တရားပဲတဲ့အနှစ်တရားနဲ့နည်းနည်းပို့ခြင်းပို့မယ်200ထိအောင်မရောက်ဘူးလို့ဒီလိုဆိုထားပေါ့နော်တတံအမြဲတမ်းတိုးပါတယ်တဲ့တောင်ရဲ့အမည်ကိုတော့ဝေပုံလလို့ခေါ်တဲ့လူမျိုးတွေကမာဂရလူမျိုးမာဂရကလူမျိုးတွေတဲ့အဲ့ဒီလူမျိုးတွေကဝေပုံလတောင်ကိုတက်ရင်အခုတက်အခုဆင်းတောင်ကြီးကလည်းနှိမ့်ကျသွားပြီမြတ်စွာဘုရားဒီလိုဟောတာနော်ဒါတမ္မာအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တရားမဟုတ်ဘူးလို့ထင်ကောင်းထင်လိုက်ဒါတရားတွေပဲနော်ဒီအမြင်တွေကကိုယ့်ရဲ့စိတ်ဆွမ်းအားတွေအသိဉာဏ်တွေကိုပွင့်လင်းသွားစေနိုင်တန်ဝေကတွေကိုဖြစ်ပွားပြီးတော့တဏှာဥက္ကလွတ်ဖို့အတွက်လမ်းပေါက်ထပ်ပေါက်ကိုရသွားစေနိုင်တယ်လို့ဒီလိုဆိုတာအေးမြတ်စွာဘုရားကဟောတယ်ငါဘုရားကလည်းပြိဋိဘံစံရလိမ့်မယ်တဲ့ငါဘုရားရဲ့ထိတ်တန်းတပည့်တွေကသာရိပုတ္တရာနဲ့မောက္ကလအားလုံးဟာတို့တဲ့တွေအချိန်တန်လို့ရှိရင်ပြိဋိဘံစံရမယ်ဒီဝေကုံလတောင်ကြီးဟာနောက်ဆုံးတော့ပျောက်ကွယ်သွားမှာပဲမာဂရလူမျိုးတွေဟာလည်းပဲချိန်တန်ပျောက်ကွယ်သွားမှာပဲတဲ့သင်္ခါရတရားဆိုတာမမြဲဘူးတဲ့မေးလျော့ပော့တန်ပြီးတော့မနေကြနဲ့သ
သင်္ခါရတရားတွေပေါ်မှာအလေးနဲ့ထားပြီးတော့ဓမ္မအတွေးတွေကိုတွေးမိအောင်ကြိုးစားအထောက်ကြလို့မြတ်စွာဘုရားကဒီသုတ်တံကိုဝေဘုံလသုတ်တံကိုအခုလိုဟောတာသမိုင်းကြောင်းနဲ့ရှင်ပြီးတော့ဟောတာသမိုင်းကြောင်းမှာဖော်ထုတ်ပြီးတော့မြတ်စွာဘုရားဟောတဲ့တော့အဲ့တော့မြန်မာနိုင်ငံမှာလည်းပဲကြည့်မယ်ဆိုရင်သမိုင်းကြောင်းတွေကိုဖော်ထုတ်ပြီးပြောစရာတွေအများကြီးပဲပေါ့အများကြီးပဲရာဇဝင်ကိုလေ့လာကြည့်မယ်သမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်သမိုင်းကြောင်းနဲ့ထုတ်ဖော်ပြောစရာတွေအများကြီးအဲ့တော့မြတ်စွာဘုရားကအဓိကဒီသုတ်တံကိုဟောတာဟာသင်္ခါရတရားတွေပေါ်မှာညီငွေဖို့လွတ်မြောက်အောင်ကြိုးစားဖို့မြတ်သောအကျင့်ကိုကျင့်တဲ့နီးလန်းတွေသင်္ခါရတရားတွေကလွတ်မြောက်အောင်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရမစ္စည်းမပฏิပဒါဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရမယ်ဒီကုန်းကျုပ်အနေနဲ့မြတ်စွာဘုရားဘာဟောတော့ဆိုအနိစ္စဝတ္တသင်္ခါရဥပ္ပါဒဝယဓမ္မိနောသင်္ခါရလို့ဆိုတဲ့ယုတ်တရားတွေပဲဖြစ်စေယုတ်တရားနံတရားတွဲဖက်နေတဲ့သဘောလို့ခေါ်ရတဲ့တရားတွေပဲဖြစ်စေယုတ်တရားပဲဖြစ်စေနံတရားပဲဖြစ်စေယုတ်တရားနံတရားနှစ်ခုလုံးပဲဖြစ်စေအကြောင်းတရားတွေကပေါင်းစုဖန်တီးထားတာဖြစ်တဲ့တရားတွေဖြစ်လို့အနိစ္စဖြစ်လာပြီးရင်တည်မြဲတာမရှိဘူးပစ္စည်းပြောက်ကွယ်သွားနိုင်တဲ့အရာတွေကြီးပဲတခုမှယတ္တိနိုင်စွာမရှိဘူးတဲ့သင်္ခါရအဲ့ဒါကိုထပ်ပြီးတော့အနိစ္စကိုတရုပ်ခေါ်တဲ့အနေနဲ့မြတ်စွာဘုရားဥပ္ပါဒဝယဓမ္မိနောဥပ္ပါဒဆိုတာဖြစ်လာတာဝယဆိုတာပြတ်သွားတာပျောက်သွားတာဖြစ်လာတယ်ပျောက်သွားတယ်ပေါ်လာတယ်ပျောက်သွားတယ်ဖြစ်လာတယ်ပြတ်သွားတယ်မတည်မြဲတဲ့သဘောကိုပြောအခု2012ခုနှစ်မနေ့2011ခုနှစ်အကုန်က2012ဆိုတာစခဲ့တယ်အခုဒီနေ့ဆုံးပြီလေအစရှိရင်ဆုံးရှိတယ်စတင်ရင်းနဲ့ဆုံးသက်ခြင်းနဲ့ဆုံးဒီဆုံးခြင်းပါအရာခသိဟာဒီနေ့ဒီတိုင်းပဲလို့ပြောပဲစလာမှုသည်ပြည့်စုံမှုတွင်ဆုံးသက်တယ်မွေးဖွားလာခြင်းဟာလည်းသိခြင်းမှာပဲဆုံးသက်တယ်အဲ့ဒါကိုပြောတာဥပ္ပါဒဝယဓမ္မိနောဓမ္မဆိုတာသဘောကိုပြောတာအဲ့ဒီသင်္ခါရတရားတွေဟာလာတတ်တဲ့သဘောရှိပြီးတော့ပျက်စီးရင်အကြောင်းဆုံးရင်ပေါ်လာမယ်ပျောက်ကွယ်သွားမယ်ဒီလိုဆိုလို့ပျောက်လာပြီးတော့တည်မြဲဖြစ်လာပြီးတော့တည်မြဲနေမှာမဟုတ်ဘူးဖြစ်လာပြီးရင်ပျောက်ကွယ်ပျက်စီးပြီးတော့ပြတ်ကင်းသွားလိမ့်မယ်ပြတ်ကင်းတဲ့သဘောရှိတယ်ဥပ္ပိစိတ်တောနိရုဇ္ဇန္တိထပ်ပြီးတော့ရှင်းတာဖြစ်ပြမှုသဘောတရားဥပ္ပိစိတ်တောအကြောင်းတရားတိုက်ဆိုင်လို့ပေါ်လာပြီးတဲ့နောက်မှာနိရုဇ္ဇန္တိချုပ်ပြောက်ပြီးတော့သွားကြတယ်ဘယ်ရာပဲဖြစ်ဖြစ်စိတ်တွင်းကြည့်ကြာမြင်နေရရင်လူတွေကဖြစ်ပြီးပြတ်သွားတာလို့မသိဘူးတို့တောင်းတဲ့အရာတွေကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်လိုက်ဖြစ်လာပြီးတော့ပျောက်ကွယ်သွားကြတယ်ဥပ္ပိစိတ်တောအကြောင်းတိုက်ဆိုင်မှဖြစ်လာပြီးတဲ့နောက်နိရုဇ္ဇန္တိချုပ်ဆုံးကွယ်ပြောက်ပြီးတော့သွားကြတယ်ဒါဖြင့်ဖြစ်လာပြီးရင်ထိန်းထားလို့မရဘဲနဲ့ပျောက်ကွယ်သွားတဲ့ဒီသင်္ခါရတရားတွေရှိနေသမျှဟာချမ်းသာပါစေရမရှိဘူးတဲ့ဘာဖြစ်လို့လဲဆိုဖြစ်မှုပြက်မှုဆိုတာကြီးကအမြဲတမ်းကပ်ပြီးဒုက္ခပေးနေတယ်ဒါကြောင့်မို့လို့ဒုက္ခလို့ခေါ်တယ်ဝိပဿနာမှာအနိစ္စမြင်မှုကအဓိကအကျအဆုံးပဲပေါ့အနိစ္စမြင်မှုအဓိကပဲဒါကြောင့်မို့ဥရိယဗျာဉာဏ်ဆိုတာလည်းအနိစ္စကိုရည်ညွှန်းတာဘင်္ဂဉာဏ်ဆိုတာလည်းအနိစ္စကိုရည်ညွှန်းတာပဲဘင်္ဂောနာမအနိစ္စတာယပရမကောတိတဲ့ဘင်္ဂဆိုတာအနိစ္စအထွတ်ထိပ်မြင်အနိစ္စသဘောကိုကောင်းကောင်းမြင်အောင်ကြိုးစားမမြဲဘူးဆိုတာမြင်လာပြီဆိုတာနဲ့ဒုက္ခဆိုတာသဘောပေါက်သွားလိမ့်မယ်အနတ္တဆိုတာသဘောပေါက်မြတ်စွာဘုရားကအနတ္တလက္ခဏာသုံးပါတတ္တဗံဖြစ်ပြီးသားပုဂ္ဂိုလ်တွေကိုအနတ္တသဘောကိုရှင်းတဲ့အခါမှာ
ဒုက္ခရှုထောင့်ကရှင်းပေးထားတာနော်ဒုက္ခရှုထောင့်ကနေရှင်းတာအဝတ္တဝတ္တနာကိုယ်အလိုတိုင်းမဖြစ်ဘူးဆိုတဲ့ရှုထောင့်ကနေပြီးအနတ္တကိုရှင်းနာယိတံရူပံအာဘာဒာယတံဝတ္တယဆိုတာဒုက္ခရှုထောင့်ကနေပြီးအနတ္တကိုပြောတာအဲ့တော့အနိစ္စမြင်လိုက်တာနဲ့ဒုက္ခဆိုတာသဘောပေါက်အဲ့ဒီမမြဲတဲ့အရာဝတ္ထုမမြဲတဲ့သင်္ခါရတရားတွေအဲ့ဒီသင်္ခါရတရားတွေရှိနေသမျှဒုက္ခဆိုတာဘယ်တော့မှမလာနိုင်ဘူးတဲ့ဒါကြောင့်တေတံဟူပတမောဒုက္ခောအဲ့ဒီသင်္ခါရတရားတွေလုံးဝပျောက်ကွယ်ချုပ်ငြိမ်းသွားခြင်းလိဒါလည်းချမ်းသာတယ်လို့မတည်မြဲတာတွေကအမြဲရှိနေတာဖြစ်နေသည့်အတွက်ကြောင့်ဖြစ်ပြီးရင်ပြတ်သွားတယ်မဖြစ်ဘဲလည်းမနေဘူးဖြစ်လာအောင်ပါပဲဖြစ်လာပြီးရင်ပြတ်သွားအောင်ပဲဖြစ်လာပြီးရင်ပြတ်သွားအောင်ပဲဆိုတဲ့ဖြစ်မှုပြတ်မှုတွေနောက်ဆက်နေသည့်အတွက်ကြောင့်သင်္ခါရတရားတွေဟာဘယ်တော့မှခိုင်မာတာလည်းမရှိဘူးတည်မြဲတာလည်းမရှိဘူးလို့နဲ့ဟောင်းကုံဆုံးတဲ့အနည်းဝိပဿနာဉာဏ်ရအောင်ကြိုးစားအထောက်ကြအောင်ဟောအခုလို့ဆင်ញင်သုံးသပ်ခြင်းအဖြစ်မိမိရဲ့တဏ္ဍာမှာဝိပဿနာဉာဏ်တွေဖြစ်လာအောင်တိုးမြင့်ပြီးတော့ကြိုးစားအထောက်ကြအောင်နေဟောင်းကုံနာကိုအကြောင်းပြုပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့ယုတ်တိနန္ဒီရဲ့ကုံဆုံးပျက်စီးနေမှုဖြစ်လာပြီးတော့ပျောက်ကွယ်သွားမှုဒီသဘောတွေကိုစဉ်စဉ်စဉ်းစားနိုင်လာလို့ရှိရင်ဝိပဿနာလို့ဆိုတဲ့ထူးခြားတဲ့အသိဉာဏ်တစ်ခုဟာဖြစ်ပေါ်လာမှာပဲဝိပဿနာရဲ့အာယုံဟာသင်္ခါရပဲသင်္ခါရသာဖြစ်တယ်သင်္ခါရဆိုတဲ့ယုတ်နဲ့နာနှစ်မျိုးသာဖြစ်တယ်အဲ့ဒီယုတ်နဲ့နှစ်မျိုးရဲ့မမြဲတဲ့သဘောတွေကိုရှုနိုင်လာပြီဆိုရင်ဒါဝိပဿနာဉာဏ်ဖြစ်တာပဲအဲ့ဒီဝိပဿနာဉာဏ်ရင့်တန်လာအောင်ကြိုးစားအထုတ်တဲ့အခါမှာသင်္ခါရတွေအပေါ်မှာလစ်လျူရှုနိုင်လာကြောင်းညမဆိုင်တော့ပဲနဲ့လစ်လျူရှုနိုင်လာတဲ့အခါကျအတိညာတည်ငြိမ်မှုရလာတဲ့အခါတည်ငြိမ်လာတယ်ပို့ပြီးတော့တည်ငြိမ်လာတယ်သင်္ခါရုပ္ပခာဆိုတာသင်္ခါရတွေအပေါ်မှာဒီဥပ္ပခာပြုတာမဟုတ်ဘူးအတိညာအနေနဲ့ချစ်ချင်းမုန်းခြင်းဆိုတဲ့သဘာဝတရားတွေမရှိတော့ဘဲနဲ့သင်္ခါရတရားတွေရဲ့သဘာဝတတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ရှုနိုင်တဲ့အတိညာမျိုးသင်္ခါရုပ္ပခာဉာဏ်လို့ခေါ်အဲ့ဒီသင်္ခါရုပ္ပခာဉာဏ်ရှင်းတန်လိုက်တာနဲ့တကြိုင်နဲ့အနုလောမဉာဏ်ကနေပြီးတော့နောက်ဆုံးဂတ္တရဘူးဆိုတဲ့သဘာဝတရားကိုယ်စိတ်ထဲမှာပေါ်လိုက်တာနဲ့နိဗ္ဗာန်ကိုလှမ်းမြင်ရကန်းစရောက်တဲ့အခါမှာဟိုဘက်ကန်းကိုမြင်ရတယ်လို့နိဗ္ဗာန်ကိုလှမ်းမြင်အဲ့ဒီလှမ်းမြင်ရတဲ့အနေထားကနေပြီးတော့နိဗ္ဗာန်ကိုအာယုံပြုလိုက်တာပြုလိုက်လာနိုင်တဲ့အချိန်မှာသင်္ခါရတရားတွေရဲ့အဆုံးကိုမြင်ရလို့သင်္ခါရတရားတွေရဲ့ဆုံးရာမဖြစ်တော့ရာနိဗ္ဗာန်ဆိုတဲ့အာယုံကိုအာယုံပြုလိုက်တာနဲ့တပြိုင်နက်မက်ဆိုတဲ့အစွမ်းထက်တဲ့ညာဟာပေါ်လာပြီးတော့တဏှာထဲမှာပါလာတဲ့တွေ့တာမှုတွေကိုအဆင့်ဆင့်ပယ်ရှားသွားတာနောက်ဆုံးမှာ၄ခါလောက်ဖြစ်လိုက်လို့ရှိရင်တွေ့တာမှုတွေအလုံးခန်းချောက်သွားပြီးဘဝပေါ်မှာတွေ့တာမှုတွေလုံးဝကုန်ဆုံးသွားကိလေသာတွေအလုံးကင်းစင်သွားပြီးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားနိုင်တယ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့သင်္ခါရတရားတွေရဲ့ချုပ်ဆုံးရာတေတံဟူပတမောဒုက္ခောဖြစ်ပြီးပြတ်တတ်တဲ့သင်္ခါရတရားတွေရဲ့ချုပ်ဆုံးရာနိဗ္ဗာန်သိတာလဲတကယ်ချမ်းသာအစစ်ဖြစ်တယ်ဖြစ်မှုပြတ်မှုတွေဟာကုန်ဆုံးသွားပြီးတော့ဖြစ်เสียပြက်เสียမရှိတော့တဲ့အနေအထားမျိုးရောက်အောင်ဝိပဿနာကျင့်စဉ်နဲ့သင်္ခါရတရားတွေရဲ့အပြစ်မြင်အောင်ကျင့်ကြံကြိုးကုပ်အထောက်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးဘုရားမြတ်စွာရဲ့အဆုံးအမဩဝါဒအတိုင်း2012ခုနှစ်ဂုံဆုံးတဲ့နေ့မှာဓမ္မအတွေးကိုတွေးပြီးတော့ဓမ္မအမြင်ဓမ္မအသိကိုရရှိအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း